မင်္ဂလာပါအရင်တစ်ခေါက်တော့ကတော့ဒီ CapCut ကိုဖုန်းမှာပေါ့နော်မြန်မာစာတန်းထုတ်ဘယ်လိုမျိုး auto subtitle နဲ့ထုတ်မလဲဆိုတာကိုပြပြပေးခဲ့ပါတယ်အခုတစ်ခေါက်မှာတော့ဒီ desktop CapCut version မှာ auto subtitle ဘယ်လိုမျိုးထုတ်မလဲဆိုတာကိုပြပြပေးမှာမို့လို့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံးဒီ CapCut desktop version ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကိုထိုးချင်တဲ့ဗီဒီယိုကို import လေးလုပ်လိုက်ပါ import လေးလုပ်ပြီးတော့ဒီမှာဒီဗီဒီယိုလေးကိုထားလိုက်ပါတော့ရွေးလိုက်ပြီးပဲထားပါတော့ပေါ့နော်ဒါဆိုလို့ရှိရင်ဗီဒီယိုကိုဒီထဲကိုဆွဲခေါ်လိုက်မယ်ခေါ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရင်ဆုံးဒီ text ဘက်ကိုသွားလိုက်ပါ text ကိုသွားပြီဆိုလို့ရှိရင်တော့ auto caption ကိုသွားပါ auto caption ကိုသွားပြီဆိုလို့ရှိရင်ဟောဒီမှာ Burmese ဆိုတာလေးပါပါမယ် phone version မှာတော့ Burmese မပါပါဘူးဒါပေမဲ့ auto detect လုပ်နိုင်တာကြောင့်မို့လို့ကိစ္စတော့မရှိပါဘူးပြီးသွားလို့ရှိရင်တော့ generate လုပ်ပြီးလိုက်ရုံပါပဲgenerate ထားတာရပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးထွက်လာပါမယ်ဒါဆိုလို့ရှိရင်တော့ subtitle လေးရသွားပြီဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာက subtitle တွေကဘယ်လိုမျိုးဖြစ်နေမလဲဆိုလို့ရှိရင်ဒီလိုမျိုးပုံမှန်တဲ့ဥစ္စာတွေတွေ့ရတတ်တယ်ပေါ့နော်ဥပမာ line တွေအများကြီးပေါ်နေတာတို့ဘာလို့အဲ့ဒါမျိုးတွေဆိုလို့ရှိရင်တော့ Hori Paper က caption မှာတွားပြီးတော့ပြင်လို့ရပါတယ်အဲ့ဟာကိုပြင်ဖို့အတွက်ဒီ font ကို system font မလုပ်ဘဲနဲ့မြန်မာ font အဆင်ပြေမဲ့ font တစ်မျိုးရွေးပေးရပါမယ်များသောအားဖြင့်တော့ Noto Sans ကအဆင်ပြေတာမို့လို့ Noto Sans ကိုသုံးဖို့ recommend ပေးလိုက်ပါတယ် Noto Sans ကိုသုံးပြီးတော့ဒီ font တွေကိုရွေးတဲ့အခါမှာကိုကြိုက်တဲ့ပုံစံလေးပေါ့နော်ရွေးပေးလို့ရပါတယ်ဒီမှာတော့ဒီပုံလေးစမ်းပြီးတော့ရွေးကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့မြန်မာ subtitle လေးပေါ်လာပါပြီဒါပေမဲ့ဒီလိုမျိုးအစိတ်အကျဲတွေမညီဘူးဖြစ်နေတဲ့ပြင်ဆင်နေဆိုလို့ရှိရင်တော့ Hori caption ထဲကနေပြီးတော့ဝင်ပြီးတော့ပြင်လို့ရပါတယ်အကယ်လို့ဒီမင်္ဂလာပါဆိုတော့တချောင်းဖြစ်နေဆိုရင်ဒီနေရာမှာခါစာလေးချပြီးတော့enter ခောက်ပေးလိုက်လို့ရှိရင်မင်္ဂလာပါကတချောင်းလေးဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးတဖြည်းဖြည်းပြင်သွားလို့ရှိရင်တော့ဗီဒီယိုလေးရသွားပါပြီရှင် TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ဘယ် digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်